တွေနဲ့ပြင်းနှံ့နေလေဘင်းရဲ့ဘဝကိုစိတ်မပြတ်လိုက်ပါနဲ့ဒီမှာတငယ်ချင်းချင်းခါခါရှုံးနေနေလေလွယ်ကူကူလည်းမလျှော့ပါနဲ့အစိုးရပြီးရင်ကောင်းပန်းရောက်နိုင်